ယနေ့ချိန်ခါမှာအကြံဖတ်စစ်တပ်ကမြန်မာပြည်အနှံ့အပြားမှာလေရင်ဘုံကျဲခြင်းလူသက်မရင်းကျင့်ခြင်းစစ်ကြောင်းထိုးတဲ့ကြေးရွာတွေမှာအမျိုးသမီးနဲ့ကလေးတငယ်တွေကိုမရင်းချင်းတပ်ဖြတ်တာလူခွင့်ရေးချိုးဖောက်တာနေရအနှံ့အပြားမှာနေ့စဉ်ရက်ဆက်လှုပ်ဆောင်နေပါတယ်ဒါတွေနဲ့ပတ်သက်ပြီးလူခွင့်ရေးကိုလေးစားလိုက်နာတဲ့သူတွေကနှုတ်ဆက်ရမယ့်အချိန်မဟုတ်ပါဘူးဒီနေ့ရဲ့စလိုဂန်အတိုင်းပဲငါတို့ရဲ့တိုက်ပွဲကိုမပြီးမဆုံးမနှစ်ပြီးဆုံးတဲ့အထိအာဏာရှင်စနစ်ပြုတ်ကျတဲ့အထိကိုတိုက်သွားရမှာဖြစ်ပြီးငါတို့ရဲ့တိုက်ပွဲကိုလည်းဘယ်အကြောင်းနဲ့မှနောက်ဆုတ်စေရမလိုဘူးနောက်တစ်ခုပြောကြားချင်တာကငါတို့ရဲ့အခွင့်အရေးဆိုတဲ့အတိုင်းအကြမ်းဖက်စစ်တပ်ဖွာရကြီးစိုးမှုအကုန်လုံးကိုတိုက်ထုတ်ပြီးတော့ဒီမိုကရေစီလမ်းကြောင်းကိုပြန်လည်သွားရမှာဖြစ်ပါတယ်တော်လှန်နေတဲ့ပါဒီနေ့ဒီဇင်ဘာလ10ရက်နေ့ကအပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်ပါတယ်ကျွန်တော်တို့အားလုံးဟာလူသားတအုပ်အနေနဲ့မွေးရပါရပိုင်ခွင့်တွေရှိပါတယ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လုံခြုံစွာအသက်ရှင်နေထိုင်ခွင့်ပညာသင်ကြားခွင့်နဲ့တရားမျှတမှုအခွင့်အရေးတွေအပါအဝင်ကျွန်တော်တို့အားလုံးဟာဂုဏ်သိက္ခာရှိတဲ့လူ့ဘဝကိုပိုင်ဆိုင်ခွင့်ရှိပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာအာဏာရှင်စစ်အုပ်စုရဲ့အာဏာသိမ်းမှုကြောင့်ပြည်သူလူထုတရက်လုံးဟာလူ့အခွင့်အရေးတွေဆုံးရှုံးနေရပါတယ်လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ဘယ်နေရာမှာမဆိုစစ်မှန်တဲ့ငြိမ်းချမ်းမှုကိုရရှိမှာမဟုတ်ပါဘူးဒါကြောင့်မလို့လွတ်လပ်ပြီးတရားမျှတတဲ့လူ့အဖွဲ့အစည်းတစ်ခုကိုဖန်တီးဖို့အတွက်ပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းလိုက်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူအခွင့်အရေးအမျိုးသမီးခွင့်ရေးအစားရှိရာတွေအားလုံးဟာဆုံးရှုံးမှုအတိနဲ့ဆုံးရှုံးခံနေရပါတယ်လွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်တွေလွတ်လပ်စွာရှင်းသက်ပိုင်ခွင့်တွေလွတ်လပ်စွာစေဝါကုသပိုင်ခွင့်တွေဒါတွေကအစချီလို့အားလုံးဟာဆုံးရှုံးမှုတွေအတိနဲ့ပါအဲ့တော့ကျွန်တော်တို့တွေဆက်သွားကြမယ်တိုင်းပြည်တစ်ခုနိုင်ငံတော်တစ်စီမှာလူအခွင့်အရေးအပြည့်အဝအမျိုးသမီးအခွင့်အရေးအပြည့်အဝရရှိတဲ့တိုင်းပြည်တစ်ခုကိုကျွန်တော်တို့ဆက်လျှောက်ကြရင်နဲ့ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးအတွက်ကျွန်တော်တို့တွေရှေ့ကိုဆက်လျှောက်ရင်နဲ့ရှစ်တို့ပါပဲခင်ဗျာအရေးတော်ပုံမှုတ်ချအောင်ရမည်ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးကိုပြန်ယူကြပါစို့ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေးမင်္ဂလာပါယနေ့ကကမ္ဘာလွတ်လပ်ရေးနဲ့ဂုဏ်သိက္ခာဒန်းတူခွင့်ရေးတွေကိုအားလုံးသတိပြုတဲ့ပြည်ပဆိုင်ရာလူ့ခွင့်ရေးတရက်ဖြစ်ပါလူ့ခွင့်ရေးတန်ဖိုးတွေကိုထိန်းသိမ်းရမှာကမိသားစုကအစားကြောင်းလူ့အဖွဲ့အစည်းတွေကလူ့ခွင့်ရေးတန်ဖိုးတွေကိုလေးစားလိုက်နာရမှာဖြစ်ပါ2021စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့နိုင်ငံကမြန်မာပြည်သူပြည်သားတွေရဲ့လူ့ခွင့်ရေးတွေဟာနေ့စဉ်နဲ့အမျှချိုးဖောက်ခံနေရပါတယ်။မတရားပေါ်တာဆွဲခံရတယ်။ပညာသင်ခွင့်ကောင်းကောင်းမရဘူး။ကျန်းမာရေးစောင့်ရှောက်ခွင့်ကောင်းကောင်းမရဘူး။စစ်တပ်ဟာကြေးရွာတွေကိုနေ့စဉ်နဲ့အမျှဆိုသလိုစစ်ကြောင်းထိုးပြီးတဲ့အခါမှာမိရှုဖျက်ဆီးတယ်။လူအသက်တွေကိုတပ်ဖြတ်တယ်။လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်တယ်။လက်နက်ကြီးတွေဖြစ်ပြီးတဲ့အခါမှာတိုက်ခိုက်မှုတွေပြုလုပ်ပါတယ်။ဒါတွေဟာလူခွင့်ရေးတွေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာပဲဖြစ်ပါတယ်။အဲ့လိုလူခွင့်ရေးတွေချိုးဖောက်ခံရတဲ့အထက်မှာ LGBT တွေလည်းပါပါတယ်။ဆိုတော့မတရားသဖြင့်ဖန်ဆီးခံထားရတဲ့ LGBT တွေကျွန်တော်ထောင်ထဲမှာအများကြီးရှိနေတယ်။အပြစ်မဲ့တပ်ဖြတ်ခံရတဲ့ LGBT တွေအများကြီးရှိပါတယ်။ဆိုတော့ဒီဟာတွေအားလုံးကိုကြော်လွှားဖို့ရအတွက်ကျွန်တော်တို့အခွင့်အရေးတွေကိုကျွန်တော်တို့ပြန်ရဖို့ရအတွက်အကြံဖက်စစ်ကောင်စီပြုတ်ကြတဲ့အထိကျွန်တော်တို့ဆက်ပြီးရဲ့အခါမှာတော်လှန်နေဖို့လိုပါတယ်။ဆိုတော့ဒီလိုတော်လှန်မှုကိုလည်းအားလုံးကပါဝင်ပေးပါလို့ဒီနေ့ကနေပြောချင်ပါတယ်ကျွန်တော်တို့ဒီအာဏာသိမ်းကာလပေါ့နော်ကြာမြင့်လာတဲ့အများမြန်မာနိုင်ငံတဝမ်းမှာလူခွင့်ချိုးဖောက်မှုတွေများစွာဖြစ်ပေါ်နေပါတယ်မန္တလေးဒေသမှာလည်းဒီကာလတွေအထူးသဖြင့်2025အတွင်းမှာစစ်ပွဲတွေကပုံမပြီးမှများပြားနေပြီးဒီစစ်ပွဲတွေကြားမှာပြည်သူလူထုဟာအစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရမှုတွေလေကြောင်းတိုက်ခိုက်ခံရမှုတွေနဲ့ကျွန်တော်တို့ဒီရွေးကောက်ပွဲနီးလာတာနဲ့အမျှရွေးကောက်ပွဲမှာဆန့်ကျင်လှုပ်ရှားတဲ့လူတွေကိုမတရားဖမ်းဆီးမှုတွေကိုပို့ပြီးမှဒါလုတ်ခံနေရတဲ့ဒေတာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီဒေတာတွေကမှာမြန်မာနိုင်ငံတဝန်းလုံးမှာလူခွင့်ရေးစိတ်သုံးမှုတွေပုံမှန်များပြားလာတဲ့အတွက်ကျွန်တော်လူခွင့်ရေးတကြောလှုပ်ရှားသူတွေအပါအဝင်လက်ရှိမျိုးတော်လှန်ရေးမှာပူးပေါင်းပါဝင်လာကြတဲ့ပြည်သူလူထုတရက်လုံးမှာကျွန်တော်တို့ရဲ့ဒါလူခွင့်ရေးတွေပြေဝတဲ့
လူခွင့်ရေးပြန်ရဖို့အတွက်ဒီမိုကရေစီရှင်တဲ့အားကောင်းမှုအတွက်ကြာရကဏ္ဍရောက်ရဒေတာမှာအကောင်းဆုံးကြိုးစားဆောင်ရွက်နေကြပါတယ်။ဒါကြောင့်မို့လို့ဒီ2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာကြာရောက်တဲ့လူခွင့်ရေးနေ့မှာလည်းကျွန်တော်ယုံကြည်ရာလူခွင့်ရေးတွေပြန်လည်ရရှိဖို့ပြေဝတဲ့လူခွင့်ရေးတွေအားကောင်းကောင်းနဲ့ရှင်သန်စေဖို့အတွက်ကျွန်တော်တို့ရဲ့အတန်ကျွန်တော်တို့ရဲ့တိုက်ပွဲကျွန်တော်တို့ရဲ့အခွင့်အရေး ကျွန်တော်တို့ရဲ့အတန်ကျွန်တော်တို့ရဲ့တိုက်ပွဲကျွန်တော်တို့ရဲ့အခွင့်အရေးဖြစ်ပါတယ် ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေး ငါတို့အတန်ငါတို့အခွင့်အရေးငါတို့တိုက်ပွဲအရေးတော်ပုံအောင်ရမည် လူခွင့်ရေးကိုလေးစားတန်ဖိုးထားတဲ့အဖွဲ့အစည်းဆိုတာနေရာတိုင်းမှာရှိသင့်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာလူခွင့်ရေးဆိုင်ရာလေးစားတန်ဖိုးထားမှုနဲ့အတိမတ်ပြုမှုတွေကအလိုမဲ့အားနည်းနေစေဖြစ်ပါတယ်။အထူးသဖြင့်စစ်မှတ်ဖြစ်ပွားနေတဲ့ကျွန်တော်တို့တောင်ပလောင်ဒေသမှာလူခွင့်ရေးဆိုင်ရာစံချိန်စံနှုန်းတွေကိုလေးစားတန်ဖိုးထားမှုကအင်မတန်မှလိုအပ်ချက်တွေရှိနေသေးတယ်ကျွန်တော်တွေ့ရပါတယ်။စစ်မှတ်ပြစ်ကဖြစ်ပွားနေတဲ့နောက်ဆက်တွဲကြိုးရလက်ကတော့ကျွန်တော်တို့ဒေသမှာလွတ်လပ်စွာတက်ရှင်ပန်ခွင့်လွတ်လပ်စွာနေထိုင်ခွင့်လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာပညာသင်ကြားခွင့်ကဲ့သို့သောစတဲ့လူအခြေခံလူခွင့်ရေးတွေကိုမှရရှိဖို့ကျွန်တော်အားနည်းနေပါတယ်။ပြည်တွင်းစစ်တွေနှိမ့်ချဖြစ်ပွားနေတဲ့မြန်မာနိုင်ငံမှာအထူးသဖြင့်ကျွန်တော်ရဲ့တောင်ဒေသမှာလူခွင့်ရေးကိုလေးစားတန်ဖိုးထားဖို့ကျွန်တော်တို့ကိုယ်တိုင်တိုက်မှကျွန်တော်တို့ကိုယ်တိုင်ကျွန်တော်ရဲ့အတန်ကိုရဲရဲကြီးထုတ်ဖော်မှရရှိမှဧကံပါပဲ။ဘုံတိကရှိတဲ့လူသားတွေဖြစ်ဖို့ကျွန်တော်တို့တွေဝိုင်းဝန်းလှုံ့ဆော်ကြဖို့လိုပါတယ်ခင်ဗျာ။ ကျမတို့ရဲ့ဒီဂရီနီပြည်ကဒီလူခွင့်ရေးချိုးဖောက်မှုကိုခေတ်ဆက်ဆက်ခံလာရတယ်။ယနေ့ထိလည်းအဆိုအဆိုလူခွင့်ရေးချိုးဖောက်မှုကိုခံနေရတဲ့ပြည်နယ်လည်းဖြစ်တဲ့တခြားတိုင်းနဲ့ပြည်နယ်တွေကလည်းဒီလူခွင့်ရေးချိုးဖောက်မှုကိုများစွာခံစားနေရတာဖြစ်တဲ့ဒီကျမတို့ခံစားနေရတဲ့ဒီလူခွင့်ရေးချိုးဖောက်မှုတွေကိုလည်းဒီတရားမျှတမှုပြန်လည်ဖော်ဆောင်နိုင်ဖို့အတွက်ကျမတို့အားလုံးဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်တယ်။ကျမတို့ရဲ့ဒီလူခွင့်ရေးတောင်းဆိုတန်တွေလူခွင့်ရေးညှို့လင်းချက်တွေလူခွင့်ရေးလှုပ်ရှားမှုတွေကိုလည်းဒီနိုင်ငံတကာအတိုင်းအဝိုင်းကနေပြီးတော့တိမှတ်ပြုဖို့ကျမတို့ရဲ့တောင်းဆိုတန်တွေကိုတိမှတ်ပြုဖို့ကျမတို့ရဲ့အတန်တွေကိုနားထောင်ဖို့ဒီအတန်တွေနဲ့အတူအရေးယူဆောင်ရွက်မှုတွေကိုပြုလုပ်ပေးဖို့ဒီခါနေပြောချင်ပါတယ် တော်လှန်ရေးဦးဆောင်နေတဲ့ဖွဲ့စည်းတိုင်းကိုတိုက်တွန်းချင်ပါတယ်ကျွန်တော်တို့တော်လှန်ရေးရဲ့ပန်းတိုင်ကလူခွင့်ရေးအပြည့်အဝရရှိဖို့ပဲဖြစ်တယ်လူခွင့်ရေးချိုးဖောက်မှုနဲ့စစ်အာဏာသိမ်းမှုကိုကျွန်တော်တို့ကတော်လှန်နေတာဖြစ်ပါတယ်။ဒါကြောင့်မလို့တော်လှန်ရေးဦးဆောင်တဲ့အဖွဲ့အစည်းတိုင်းနိုင်ငံတကာဥပဒေလူခွင့်ရေးစံနှုန်းတွေကိုမဖြစ်မနေလိုက်နာကြဖို့တိုက်တွန်းလိုတယ်။ပြည်သူတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးမှသာပြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုကိုရရှိမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့တော်လှန်ရေးကိုကဘာကစောင့်ကြည့်နေတယ်ဒီချိန်မှာလူခွင့်ရေးလုပ်လို့မရဘူးမလုပ်ရဘူးဆိုပြီးကန့်တတ်လိုက်ရင်ဖိနှိပ်သူတွေရဲ့လုပ်ရအာဏာရှင်တွေရဲ့လုပ်ရနဲ့တူသွားနိုင်တယ်အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီထူထောင်မှုအတွက်အခုကတည်းကလူခွင့်ရေးအုံမြစ်ကိုချမှတ်တာရှေ့ဆက်သွားနိုင်မှာဖြစ်တယ်အခုကျွန်တော်ရဲ့ကချင်ပြည်နယ်မှာဆိုရင်ဒီ2021ကနေစမှာပုံမှန်ဒီစစ်ကောင်ရှင်ကနေပြည်သူလူထုတွေနေတဲ့နေရာတွေမှာပုံကျတဲ့ခတ်တာပြီးတော့ဒီ camp တွေမှာ IDPs ခန်းတွေမှာချင်းချောက်တာdrone နဲ့ဒီဆောင်းကြည့်လေလာတော့ဆောင်းကြည့်ရပြီနေ့စဉ်နဲ့အများလှုပ်ဆောင်နေတဲ့အခြေအနေရှိပါတယ်ဆိုတော့ဒီလိုမျိုးနိုင်ငံရဲ့အခြေအနေမှာကျွန်တော်တို့ရဲ့ပြည်သူလူထုတွေနေ့စဉ်ဘဝဒီလုံခြုံမှုတွေကိမဲ့နေတဲ့အခြေအနေရှိပါတယ်ဒါတွေမကပါဘူးဒီကလေးတွေចောင်းသွားဒီចောင်းတို့ចောင်းသားတွေចောင်းသွားចောင်းလာတဲ့အခြေအနေမှာဆိုလုံခြုံမှုမရှိဘူးဒီလိုမျိုးအခြေအနေရှိပါတယ်ပြီးတော့ဒီလူငယ်တွေရခွင့်ရလုံငန်းခွင့်ရတွေလုံငန်းလှုပ်ဆောင်ရမယ့်လုပ်ငန်းအခွင့်အရေးတွေချုံနေရတဲ့အခြေအနေရှိပါတယ်ဒီအရောကကျွန်တော်တို့ရဲ့ဒီချုံမှုအကြီးမားဖြစ်ပါတယ်ကျွန်တော်နိုင်ငံတကာလူခွင့်ရမှာဆိုရင်ညထားတဲ့ freedom of speech ဒီလူလာဆိုပြောဆိုခွင့်ရှိတယ်ကျွန်တော်ရဲ့လူလာဆိုပြောဆိုခွင့်ရှိတယ်လူလာဆိုတော်လာခွင့်ရှိတယ်ဒီလိုမျိုးဒုခွင့်ဒီအခြေခံကျွန်တော်ရဲ့ဒီအခြေခံရရှိမဲ့ခွင့်တွေကိုကျွန်တော်တို့မရရှိပဲကျွန်တော်ယနေ့အချိန်ထိကျွန်တော်တို့ data ကျွန်တော်တို့နိုင်ငံမှာကျွန်တော်ရဲ့ပြည်နယ်မှာချုံနေရတဲ့အခြေအနေရှိပါတယ်ဒီနေ့ကျွန်မပြောပြမယ်အကြောင်းအရာရဲ့ထိခရွယ်ချက်ကတော့လူခွင့်ရေးဆိုတာလူတိုင်းရဲ့အခြေခံခွင့်ရေးဖြစ်တဲ့ပြီးရင်အဲ့ဒီခွင့်ရေးကိုလေးစားတဘောထားဖို့လည်းမယ်ဒုတိယချက်အနေနဲ့ကြတော့လူခွင့်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာပြည်သူလူထုပါဝင်လူငယ်များရောလူမှုဖွဲ့စည်းများပါပူပန်ပါဝင်မှုအကောင့်ပေါ်တဲ့ဖြစ်တဲ့ပြီးရင်ဒီလူခွင့်ရေးကိုလေးစားလိုက်နာခြင်းကငြိမ်းချမ်းမှုတ
ပြန်လည်လေးစားမှုနဲ့လက်လူညီမျှမှုကိုအဖြစ်ပေးတဲ့လူပေါင်းဖွဲ့စည်းကိုပြသဖို့တော့ဖြစ်တယ်ဒီမျိုးလူထုအတန်ကိုထုတ်ပေါ်ခြင်းအပြင်အတူရောက်ရွေးကောက်ပွဲကိုစန့်ကျင်ပြီးတော့ဒီမိုကရေစီအကောင့်တဲ့လူမှုဖွဲ့စည်းကိုပြသဖို့တော့ဖြစ်ပါတယ် ငါတို့အတန်ငါတို့တိုက်ပွဲငါတို့အခွင့်အရေး ငါတို့အတန်ငါတို့ခွင့်ရေးငါတို့တိုက်ပွဲ ငါတို့အတန်ငါတို့တိုက်ပွဲငါတို့ခွင့်ရေး